ရှာလိုက်တာဒီဘက်မှာကစပိန်လန်တရားလူသွားလမ်းပေါ့နော်ဟိုးဘက်မှာတရားတစ်စင်းရှိတယ်ဒါတရားကြီးကတော့အများကြီးပဲပေါ့နော်ဒီညာဘက်အချမ်းကိုရှောင်းလဲတရားရှိတယ်ဒီမှာလဲတရားတစ်စင်းရှိတယ်ဒီတရားပြီးသွားလို့ဟိုးဘက်မှာတရားတစ်စင်းထက်ရှိသေးတယ်ပေါ့နော်မနေ့ကရှောက်တော့ဟိုးဘက်တရားတစ်စင်းထိရောက်တယ်ဒီမှာပေါ့နော်ဒါကျမတို့ကျောင်းရဲ့အနီးဆုံးကမြစ်ပေါ့နော်ဒါကြောင့်ဒီဘက်မှာဆေးရုံပေါ့နော်အဲ့ခုမြင်နေရတဲ့အဆောက်အဦကကျောင်းဘေးရဆေးရုံပေါ့အဲ့ဒီဆေးရုံရဲ့ပြီးမှာကျမတို့ကျောင်းရှိပါတယ်ဒီဘက်မှာကျမနေတယ်ပေါ့နော်အဲ့တော့လေငယ်လေးတွေကဆန္ဒတကူကအဲ့လိုမျိုးအဲ့လိုအပင်လေးအချွန်လေးတွေနဲ့ရှိတဲ့အတိုင်းပြည်မှာငယ်လေးနဲ့နေကျင်ခဲ့တာပေါ့နော်ဒီလိုအချွန်ထင်းရှူးပင်လေးတွေရှိတဲ့နေရာမှာနေကျင်ခဲ့တာအိမ်မက်ကပေါ့နော်မေမျိုးမှာလည်းရှိပါတယ်ဒါလေးတွေကအခုတော့ဒီနားလေးမှာနေရပါပြီအဲ့တော့အရန်ကိုတာယာတဲ့ညနေခင်းလေးဖြစ်ပါတယ်so peaceful evening ပေါ့နော်ဒီမှာလမ်းလျှောက်တဲ့သူတွေရှိရယ်ပြီးတဲ့သူတွေရှိရယ်လေ့ကျင့်ခန်းလုပ်တဲ့သူတွေစပိန်စီးတဲ့သူတွေပေါ့နော်အဲ့လိုယောဂဆော့တဲ့သူတွေဟိုဘက်မှာဆိုလို့ရှိရင် basketball ဆော့တဲ့ဆယ်ကျော်သက်တွေရှိရယ်နော်ကောက်ရိုက်တဲ့လူကြီးတွေရှိမယ်ရေးစုံပါနော်ဒီမှာဆိုရင်လည်းပြီးတယ်အဲ့တော့လူပန်းလာလေးတွေကတော့ဒီရာဒီမှာပွင့်တာပေါ့နော်9လပိုင်းနဲ့6လပိုင်းနောက်ပွင့်တယ်ပေါ့နော်ဒါဟိုဘက်ကတော့ဝါပင်နေနောက်ကဝါပင်နေဒါဒီပန်းလေးတွေကအရန်စားရပေါ့နော်စပိန်စီးရဲ့ဒီစီးရဲ့ဒီနေရာလေးကအဲ့လိုညနေခင်းလေးကတအားကိုတော့ relax daily time ပဲပေါ့နော် relax လုပ်ရမယ့်အချိန်မှာဒီအချိန်လေးမှာတနေ့လုံးကိုကတနေ့လုံးပါအလုပ်တွေပဲရှုပ်ပေါ့တော့ဒီလိုညနေခင်းလေးကိုလမ်းလျှောက်လိုက်တဲ့အတွက်စိတ်ပင်ပန်းမှုတွေပြည်တယ်ပြီးတော့ကိုသွားခြင်းနဲ့ကိုယ့်ရဲ့ကိုယ်စီကိုချတဲ့အခါမှာလည်းတေချာလေး focus လုပ်နိုင်တယ်အထူးသဖြင့်တော့ stress တွေပြေပြောက်ဖို့ပေါ့နော်အဓိကတော့ stress တွေနိုင်ငံသားမှာနေရဲဆိုတော့အနည်းနဲ့အများကြောင်းပဲလာတက်တဲ့အလုပ်ပဲလုပ်ပေါ့ stress တွေကတော့ရှိတာပဲနော်အားလုံးပြည့်စုံနေတဲ့လူဆိုရင်တော့မှပဲအိမ်ကိုလွမ်းတဲ့စိတ်ရှိမယ်နော် homesick ရှိမယ်ပေါ့နော်နောက်ပြီးပတ်တိုင်းတွေမဖြစ်မနေလုပ်ရတဲ့အတွက်ကြောင့်အလုပ်ကပြီးတဲ့ပတ်တိုင်း job ကပြီးတဲ့ stress တွေရှိမယ်လောက်ကရတဲ့ stress တွေမျိုးစုံပဲပေါ့နော်ဒီမှာကိုမိသားစုနဲ့ဝေးကွာနေရတဲ့ stress တွေရှိတယ်ကိုရဲ့ဆွေမျိုးသားချင်းတွေမရှိဘူးဆိုရင်လည်းပို့ပြီးတော့အထီးကျန်တဲ့ခံစားမှုတွေရှိတယ်ဒါကတော့နိုင်ငံခြားရောက်နေတဲ့လူတိုင်းမှာပဲเนาะအဲ့တော့ဒီလိုမျိုးတာရတဲ့နေရာလေးတွေကကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်မှာရှိတယ်ဆိုလို့ရှိရင်လာရောက်ပြီးတော့အဲ့လိုပန်းဖြေဖို့ပေါ့နော်ကျွန်မအကြံပေးပါတယ်ရှင်ကဲအားလုံးပဲတာယာလာပါတော့နေပိုင်းဆိုင်နေပါစီကျွန်မတော့လမ်းဆက်လျှောက်လိုက်ပါအောင်မယ်ရှင်